ကိုယ့်ရဲ့နေ့တပည့်တော်12ပါးရွေးနှုတ်ခြင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်20မှ28ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး6အခန်းငယ်12မှ16အထိတနေ့မှာလေဝိလို့ခေါ်တဲ့အခွန်ကောက်တဲ့သူတယောက်အခွန်ကောက်နေတာကိုယေရှုတွေ့တယ်ငါနောက်ကိုလိုက်ခဲ့တညမှာယေရှုကတောင်ပေါ်တက်ပြီးတညလုံးဖျားသခင်နဲ့စကားပြောတယ်မနက်မိုးလင်းတော့ယေရှုကသူ့တပည့်အားလုံးတဲက12ယောက်ကိုတတ်တတ်ရွေးထုတ်လိုက်တယ်အဲ့ဒီ12ယောက်ကရှီမုန်လို့ခေါ်တဲ့ပေတရုရဲ့ညီအန်ဒရေယာကုပ်ယောဟန်ဖိလိပ္ပုဘာတော်လမဲလေဝိလို့ခေါ်တဲ့မဿဲတောမအာလဖဲရဲ့သားယာကုပ်ဇေလုလို့ခေါ်တဲ့ရှီမုန်ယာကုပ်ရဲ့ညီယူဒနောင်တစ်ချိန်မှာယေရှုကိုရောင်းစားမဲ့သစ္စာပေါက်ယူဒရှကာတို့နံပါတ်1ယေရှုကသူ၏အရင်နီးဆုံးနောက်လိုက်များကိုမြည်ခဲ့သို့ရွေးနှုတ်ခဲ့သည်နံပါတ်2ယေရှုကငါနောက်သို့လိုက်လော့ဟုပြောသောအခါယင်းသည်ကျွန်ုပ်အတွက်ဘာကိုဆိုလိုသနည်းနံပါတ်3ယေရှု၏ရွေးနှုတ်ခြင်းနီလန်းကိုငါမြည်ခဲ့သို့အသုံးချရမည်နီ